နောက်တစ်ပိုက်က I have no armor armor ဆိုတာတန်ကြပ်ကအင်ကြီးပေါ့ရန်သူတွေကကိုယ်ဓာတ်နဲ့လှန်နဲ့ထိုးလို့မရအောင်ထိုးရင်မထိအောင်အကာအကွယ်ပေးထားတဲ့အင်ကြီးကို armor လို့ခေါ်တယ်နော်သူ့မှာတန်ကြပ်ကအင်ကြီးမရှိဘူးဆိုတော့ရုပ်ပိုင်းသဘောဆန်တဲ့တန်ကြပ်ကအင်ကြီးသူ့မှာမရှိဘူးဘာကူများသူက armor ဖြစ်နေတန်ကြပ်ကဖြစ်နေတင်စားပြီးပြောတော့မလဲ I make benevolence my armor ငါဟာသူတစ်ပါးအကျိုးကိုလိုလားတယ်ဆိုတဲ့သူတစ်ပါးကောင်းကျိုးကိုလိုလားတဲ့စိတ်ကိုပဲတန်ကြပ်ကအင်ကြီးတစ်ဖွဲလှုပ်ထားပါတယ်တဲ့နော်သူတစ်ပါးမှာမေတ္တာကရုဏာထားတယ်သူတစ်ပါးကိုကောင်းစေချင်တယ်ဒီဘုံဘုံကလည်းပဲတချို့တပည့်တွေကဓမ္မတွေကအထူးသဖြင့်ခရီးဝေးကိုသွားเสียရှိတဲ့ကနိုင်ငံခြားလို့ဘာလို့သွားเสียရှိတဲ့ကမှာသူတို့လာပြီးတော့သူတို့မေးတယ်အန္တရာယ်ကင်းအောင်ဘာလို့ဆောင်ရမလဲဘယ်လိုလုပ်ရမလဲမေးတယ်နော်ရုပ်ဝတ္ထုဖြစ်နေဆောင်ထားเสียတော့ပေးเสียဘုံဘုံမှာဘာမှမရှိပါဘူးဒီဘုံဘုံရဲ့သဘောထားကပြင်ပဘယ်ဟာကမှအာမကိုအကူကြီးလိုတဲ့ခါမဲဆွေကြီးရတာအကူကြီးယူတယ်နော်စိတ်ပိုင်းဆိုင်ရာ psychologically dependent ဘာဘုံမှမဖြစ် physically တော့ dependent ဖြစ်တယ်နော်ဒီ dependent ဖြစ်တာလည်းမျိုးကိုခွဲခြားပြီးနားလည်ဖို့အရေးကြီးတယ်နော်ရုပ်ပိုင်းအဖြစ်ကိုယ်မှလိုအပ်တာကိုသူသားကကိုကြီးတဲ့ထောက်ပံ့တယ်နေမကောင်းဖြစ်တဲ့ကပြုစုပေးတယ်ဒါတော့လိုအပ်ပါတယ်နော်ဒါပေမဲ့စိတ်ပိုင်းအဖြစ်တော့ဘု து ကမှအားကိုးမှုမရှိဘူးဘု து ကမှ dependent ဖြစ်တာမရှိဘူးအဲ့ဒီ independent ဖြစ်တာကိုပဲငယ်တဲ့အမှန်တန်နှစ်သက်တဲ့သဘောကျတယ်နော်ဘုရားဟောလို့မှရှိတယ်အတ္တဟိအတ္တနောနာထောမိမိတည်တာရင်မိမိအတွက်ကိုယ်ကိုယ်ရအားထားရဆိုတဲ့စကားကိုအမတန်လေးလေးနဲ့အမတန်နှစ်ချက်ရင်ထဲမှာသိမ့်ပိုက်တာဒီတိုင်းပဲနေတာပဲနော်အဲ့တော့တပည့်တွေကအဲ့လိုပဲခီးဝေးကိုသွားမယ်ခါမျိုးမှာဘာများအန္တရာယ်ကင်းအောင်လုပ်ရမလဲလို့လာမေးတဲ့ပုံပုံပြောလို့ရှိတာကတော့တတိနဲ့မေတ္တာကိုစောင့်ထားပါအမြဲတမ်းကိုယ်နဲ့မကွာထားပါတတိနဲ့မေတ္တာနော်ဒီတတိဆိုတာမှလည်းပဲသူကအဆင့်အမျိုးမျိုးသူ့အတိတ်တွေကိုစဉ်းစားလို့ရတယ်နော်လောကီသွားရည်လာရင်မှတတိထားဖို့လည်းဒါလည်းပါပါတယ်နော်ကိုယ်ခန္ဓာမှာဖြစ်နေတာကိုယ်စိတ်မှာဖြစ်နေတာကိုသိဖို့ဒါလည်းပဲတတိထုတ်ဆိုတာမှပါတယ်နော်ဒီနှစ်ခုစလုံးကိုဆိုလိုတာပါတော့သူတစ်ပါးပေါ်မှာတကယ်အကျိုးကိုလိုလားတဲ့နူးညံ့တဲ့စိတ်ကိုထားပါကိုကတကယ်ကိုရိုးရိုးသားသားဖြူဖြူစင်စင်မေတ္တာစိတ်ကိုထားနိုင်မယ်ဆိုရင်တော်တော်များများလူတွေဟာကိုယ်မှာမေတ္တာကရုဏာပို့ပြီးထားလာတာတွေ့ရတယ်တခါတလေကိုယ်ကိုရန်လုပ်ချင်တဲ့လူမှာစိတ်ပြေသွားတယ်ညံမလုပ်တော့ဘူးနော်အဲ့တော့ဘုံဘုံတို့လည်းပဲနေရာနှံ့ပြဖို့ရောက်တယ်တွားတယ်တချို့တခါတလေအင်မတန်ခေါင်းနဲ့တောတွေတောင်ထဲမှာလည်းနေခဲ့ရဘူးပါတယ်အန္တရာယ်ရှိတဲ့နေရာတွေမှာနေခဲ့ရပြီမဲ့ဘာအန္တရာယ်မှတစ်ခါမှမကြုံခဲ့ရဘူးပါနော်တော့ကိုယ်ကိုချစ်တဲ့ခင်တဲ့သူတွေများများရှိရင်နော်ကိုယ်ကလည်းသူတို့ပေါ်မှာချစ်ခင်မှုမေတ္တာကရုဏာကိုတကယ်ထားနိုင်မယ်ဆိုရင်ပို့ပြီးတော့လုံခြုံပါတယ်မေတ္တာကတကယ်လုံပါတယ်နော်တန်ကြကာအင်ကြီးဘလောက်ပဲဝတ်ထားသူက24နိုင်လုံးတော့ဝတ်မထားနိုင်ပါဘူးနော်အလစ်မှာရန်သူကလုံမယ်ဆိုရင်ခါမှာပါပဲနော်တို့တော်လည်းပဲမေတ္တာထားရင်တော့အန္တရာယ်ကင်းတယ်လုံခြုံတယ်ဆိုတာမှန်တယ်နော်တတိမဲ့နေမယ်ဆိုရင်လည်းပဲအန္တရာယ်တော်တော်များများကင်းပါတယ်လုံခြုံတယ်ဆိုတာမှန်တယ်နော်တို့တော့မြတ်စွာဘုရားကရန်သူကင်းတယ်လားမကင်းဘူးနော်ဖြစ်နိုင်သေးတယ်နော်အမတန်ကိုကလုပ်ခဲ့တဲ့အကုသိုလ်ဝကြွေးရှိခဲ့ရင်ပေါ့နော်အဲ့လိုဆိုရင်တော့ခံရမယ်ဆိုရင်လည်းပဲမတတ်နိုင်ဘူးခံလိုက်ဖို့ပဲနော်တကယ်တတိနဲ့မေတ္တာနဲ့နေမယ်ဆိုရင်တော့တုံးတောင်းအန္တရာယ်မဖြစ်ပါဘူးဒါကြောင့်ကိုယ်မေတ္တာကိုပဲလုံခြုံတဲ့တန်ကြပ်ကအင်ကြီးလိုသဘောထားပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့မေတ္တာကိုပဲ feel သဘောမျိုးအနေနဲ့နေမယ်ဆိုရင်တမျိုးခံစားရပါလိမ့်မယ်အဲ့ဒါလည်းစဉ်းစားစေချင်နော်စိတ်ဖြစ်လာရင်စိတ်မှလည်း feel ဆိုတာရှိတယ်နော်အဲသဘောပေါက်နိုင်တယ်တရားထုတ်လို့ဆိုပိုသဘောပေါက်တယ်တချို့ဆရာတော်ကြီးတွေစိတ်အင်မတန်ကြည်လင်အေးချမ်းပြီးတော့တမာတိအင်မတန်ကောင်းတယ်နော်သူတို့အနာကိုရောက်သွားရင်ကိုယ်စိတ်ကလည်းပဲအေးချမ်းပြီးတော့ငြိမ်သွားတာမျိုးခံစားဘူးခဏခဏခံစားရဘူးပါဘာလို့လဲဆိုတော့သူတို့ရဲ့မေတ္တာ feel နော်သူတို့ရဲ့တမာတိသူတို့ရဲ့အေးချမ်းမှု feel တဲ့ကိုသူရဲ့စက်ကွင်းတဲ့ကိုရောက်သွားတာနော်တန်လိုက်စက်ကွင်းလို့ပါပဲနော်အဲ့လိုပဲကိုကမေတ္တာကိုပွားနေမယ်ဆိုရင်ကိုယ်စိတ်ထဲမှာတကယ်မေတ္တာစိတ်တွေဖြစ်နေမယ်ဆိုရင်ကိုယ်ခန္ဓာကိုယ်မှာပတ်ဝန်းကျင်မှာကိုပဲမေတ္တာ feel တာဖြစ်နိုင်တယ်အဲ့ဒီထက်မှနေရရင်စိတ်ကလည်းလုံခြုံအေးချမ်းနော်နောက်တစ်ပိုက်က I have no castle ငါမှာရဲတိုက်ကြီးမရှိပါဘူးရဲတိုက်ကြီးဆိုတာထူထဲခိုင်ခန့်တဲ့အစာအုပ်ကြီးကိုခေါ်တာ
ရန်သူတွေကျူးကျော်ပြီးတော့ဝင်ရောက်လာလို့မရအောင်ခိုင်ခိုင်မာမာဆောက်ထားတဲ့အဆောက်အဦကြီးကိုခေါ်တာနော်ရှေးတုန်းကဆောက်ထားတဲ့ရဲတဲ့ကြီးတွေမြင်မှုမှာပါအင်တန်ဒုကောင်းတယ်တလန်လောက်ဒုရှိရှိတယ်နော်တကားပေါက်တွေကိုတန်တကားကြီးတွေတတ်ထားတယ်အောက်ဆုံးမှာဆိုရင်တကားတစ်ပေါက်တည်းရှိတယ်ဟိုအထက်မှာဆိုရင်တော့ပတင်းပေါက်လေးတွေတူသေးလေးတွေပဲနည်းနည်းပဲရှိတယ်နော်အင်မတန်ပစ္စည်းဥစ္စာဂုဏ်ရှိတဲ့လူတွေသူတို့မှလည်းပဲရန်ကလည်းအင်မတန်များတာရန်များတော့သူတို့ကအဲ့ရဲတဲ့ကြီးမှာနေရာမှာပဲစိတ်ကလည်းလုံခြုံမှုရှိတယ် secure ဖြစ်တယ်နော်ကိုယ်စိတ်ထဲမှာ secure ဖြစ်ဖို့လုံခြုံဖို့အတွက်ကိုရဲတဲ့ကြီးထဲမှာသူတို့နေရတယ်နော်အဲ့တော့ဒီပုဂ္ဂိုလ်ကတော့သူ့မှာရဲတဲ့ကြီးမရှိပါဘူးဘာရှိတယ်လဲဆိုတော့ I make immovable mind my castle immovable mind နော်ရွှေ့လို့မရတဲ့လှုပ်လို့မရတဲ့တည်ငြိမ်ခိုင်ခန့်တဲ့စိတ်နော်ဟောဒီပြောလိုက်တော့တမာတိပဲတတိငြိမ်လည်းပဲတမာတိပါပဲနော်အဲ့တော့အင်တန်အားကောင်းတဲ့တတိတမာတိကိုပဲရဲတိုက်ကြီးတစ်ပွဲလုံးပြီးတော့သူနေပါတယ်နော်ကိလေသာရန်သူဝင်လာလို့မရဘူးဒီရုပ်ပိုင်းဆိုင်ရာအုပ်နဲ့ကြောက်နဲ့တန်နေနဲ့စောက်ထားတဲ့ရဲတိုက်ကြီးကတော့ဟိုပုဂ္ဂိုလ်ဆန်တဲ့ပြင်ပရန်သူကိုကာကွယ်တာနော်အခုသူပြောချင်တာကတော့ကိလေသာရန်သူဝင်မလာအောင်ဘာနဲ့ကာကွယ်လဲဆိုတော့တတိတမာတိပဲနော်ဟိုပညာဉာဏ်ကြီးတိုင်းလည်းပဲကြီးတယ်လို့ပညာလည်းကာကွယ်ပေးပါတယ်